ဥတော့ဒါအမွေးတောင်လေးဒါအမွေးတောင်လေးကြီးစုံနေနော်အဲ့ဒါလေးကိုမှရေဒီနေ့စကင်နော်ရေစကင်မှာရေစကင်တဲ့ခါကြည့်ကြည့်လိုက်ဒီမှာရေဘုံရေဘုံနုံးကအဲ့ဒါမှရေဘုံတွေ့ရေဘုံတွေ့ပြီဒီမှာကောင်းလေးလက်ကင်နဲ့ချောင်းလက်ကင်နဲ့ဟဲ့ချောင်းလက်ကင်နဲ့ဒီချောင်းကင်နဲ့တူကင်နဲ့လိုက်အဲ့ဒီမှာတွေ့လားပြကင်ရေပြီးနေမှာနှိထားပြီမခေါင်းပေါ်နှိထားပြီမဟုတ်ကဒီမှာ2ယောက်နဲ့ဆိုမလုံးတက်လို့နော်နှိထားပြီနှိပြီးတော့တဘောပေါ့ကွာနော်ဒီမှာအကိုလုံးစိုးသွားရွေးထားလိုက်တော့နော်ဒါအကိုလုံးစိုးသွားထားဒါနဲ့တယောက်ထဲလုံးရဆိုဦးလေးကမလုံးတက်လို့အဲ့တော့ဒီဦးလေးရေကင်တဲ့နီးကိုဟိုကြိုက်လို့ရှိရင်လေဦးလေးတိုင်းလိုက်လုံးကြည့်လိုက်အဲ့တော့ဒီမှာကြက်ကတကိုလုံးရေဆွဲချိုသွားပြီနော်ရေဆွဲချိုသွားတယ်တပြန်ရေဆိုသွားတယ်တပြန်ဒီမှာဆွဲမှာဒီကောင်ဆွဲမှာနော်ဒီကောင်ဆွဲမှာဒီမှာဆွဲမှာဒီမှာဘိုက်ကကင်မယ်ဆွဲပြီးအော်ပြီးဟုတ်လားဒါဆွဲပြီးဒီကောင်ဆွဲပြီးနော်ဒါကြောကုန်းဆွဲမယ်ဒါရေကတကိုလုံးဆိုသွားပြီပဲထားလိုက်တော့ခုနကလိုစိတ်နာပြီးအဲ့စိတ်နာတော့တကိုလုံးရေတွေစင်းစုံနေတဲ့အချိန်မှာပထမဦးဆုံးဒီကောင်ကိုစဆွဲနော်စဆွဲဒါကြတော့ဒီအမွေးတွေကရေစုတဲ့တန်နဲ့ဆိုတော့ပြားကပ်ပြီးတော့အထဲထဲကအသာအမာဖြစ်မှာနော်ဒါအပေါ်ပိုင်းကိုဆွဲတာပေါ်ပိုင်းကိုဆွဲပြီးတဲ့ခါကျတော့ဒီမှာကြက်လက်သားထဲတော့မယ်လက်သားထောက်တော့မယ်ဆိုတော့ကြက်ကိုလက်သားထဲတော့မယ်ဆိုရင်ဒီမှာဒီကနေနဲ့ရှေ့ကနေနဲ့လိုက်ကကင်နေဆိုတာဒါလူတိုင်းကင်ဘူးတဲ့ခါဒီမှာလက်ဖက်နောက်ရှိရခါဒီမှာလက်ဖက်နောက်ရှိရခါဒီနောက်သားကိုအများဆုံးမိမိရဖိဆွဲပြီးနော်အများဆုံးမိမိရဖိဆွဲဒါမလို့လောလောဆယ်အကျန်းတယ်ပြတာနော်အဲ့တော့ဒီအများဆုံးမိမိရဒီဟဲ့မှာရှိတဲ့နောက်ကျောနော်ရှေ့ကျောကတော့ကင်မိတာဟဲ့မှာ၄ချောင်းလုံးကင်မိတာဟဲ့နောက်ကျောကိုမိမိရဖြစ်ဟဲ့ဒီရှေ့ကျောကိုကင်လို့ဖြစ်တဲ့မာတဲ့အမာနဲ့ဟဲ့နောက်ကျောကိုကင်ပြီးတော့ဟိုများထားလို့မာတဲ့အမာနဲ့ခုနှိုးရင်းတော့10မိနစ်လောက်กว่าတယ်10မိနစ်လောက်กว่าဟဲ့လားဒီနောက်ကျောကပို့ပြီးတော့ခွအားပို့တန်တယ်ဂျုံငိုင်ဆွဲနိုင်တယ်အဲ့တော့ဒီနှစ်ဖက်လုံးကိုစိုက်မယ်နောက်ပြီးရင်ကြက်ကိုကရောင်းကြိုက်မယ်ဟဲ့လားကရောင်းကြိုက်မယ်ဒါကရောင်းကြိုက်တာလို့ခေါ်နော်ကရောင်းကြိုက်တာလို့ခေါ်တယ်နော်ဒီမှာကရောင်းကြိုက်တာနော်ဒါကတော့သူခဏပြတာပေါ့ကွာနော်ခဏပြတော့အဲ့တော့ပြီးရတဲ့ဒီပြန်နဲ့ဒီနောက်သားတွေကိုထည့်ပြီးကြောကုန်းလေးဆွဲပြီးဒါတွေကရောင်းနေလေတောက်လျှောက်ကြိုက်ပြီးမယ်နော်ဒါမခဏပြတာတကူလုံးကလည်းရေစိုးနေအဲ့မှာကြက်ကောင်းကင်နော်ကြက်ကောင်းကင်အဲ့တော့ခုနရေကစိုးနေတဲ့ကကြောင့်ဒီမှာချိတဲ့ရေနဲ့ကြက်ကောင်းကင်လာကင်တော့ချပြီဟဲ့လားချပြီနော်ဒါတော့ရှောက်လုပ်ပြီရှောက်လုပ်ပြီအော်ဒီကောင်မရှောက်မချင်းဒါဇက်တိုက်လုပ်လို့ခါကြတော့ဒီမှာ तू ကလက်ပူတန်းနဲ့လက်သားတန်းနဲ့ဆိုတော့ဒီကောင်9 10လောက်မှဒီကောင်ပြန်ပြီးတော့နလန်ထူတယ်ဟိုကောင်းမို့သွားနိုင်အဲ့တော့ဒီကောင်ပြင်းထန်ဘယ်လောက်ကင်တော့ဝေပြောမယ်ဒါဆိုရင်ဦးလေးကအနိုင်ဆုံးဒီကျက်ရဲ့ရေဒီဟာတကူလုံးနှစ်နေအောင်ဆွဲပြီးတော့တကယ်လုံးဝဒီကျက်ပြန်လျှောက်သွားပြီဆိုမှဒီအမွေးတွေအကုန်လုံးပြန်လျှောက်သွားပြီဆိုမှကျက်ကိုလွတ်တာအဲ့တော့တချို့လူတွေရေကင်တာဘလို့ကင်တော့မသိဘူးဦးလေးကင်တာကတော့ဟိုက်တိုင်းပဲကင်တယ်ဟိုက်တိုင်းပဲပြင်တယ်10ရက်တစ်ချိန်လောက်တစ်ခါပြင်တယ်6အောင်ကင်တယ်မိနစ်40လောက်ကြာတယ်လုံးဝ6ပြီဆိုမှပြန်လွတ်မှာနော်အဲ့တော့ဒီလိုလှုပ်လိုက်ထားတဲ့တပြက်နဲ့ဒီကျက်တွေကဟို10ရက်တစ်ချိန်3ခါလောက်လှုပ်ပြီးလို့ရှိရင်မင်းကြက်ခွက်လက်ပုတ်ကြည့်လိုက်မင်းဘလောက်ယုံနိုင်တော့ဆွဲနိုင်တော့နော်ခုနလိုဒီတိုင်းအစိမ်းချပုတ်မဲ့အတူတော့ဒီလိုပုတ်ထားတာနည်းလေးပုတ်ပြီးရတယ်ဗျာလေကြက်ကမာသွားပြီခလားနော်အဲ့တော့ဦးလေးကင်တဲ့နီးကိုကြိုက်လို့ရှိရင်ဦးလေးတိုင်းလိုက်လို့မကြိုက်ဘူးဆိုလို့ရှိရင်အရှားနီးလန်းနေနဲ့လှုပ်ကြည့်လိုက်နော်ကြက်ကြီးကင်တာတော့ဦးလေးကဟိုက်တိုင်းပဲကင်တယ်ဒါမိနစ်40လောက်ကြာအောင်ဦးလေးချိုးတော့ကဲကြက်လှုပ်လိုက်အောင်ပါနော်မင်းတို့ဦးလေးတစ်ခုပြောထားအောင်နော်ကြက်ပေါက်တွေကိုဟိုခွက်လက်ပုတ်တဲ့အခါမှာကြက်သမားကြီးလက်ထဲကကျွမ်းကျင်တဲ့ကြက်သမားကြီးလက်ထဲကကြက်တကောင်နဲ့မကျွမ်းကျင်တဲ့ကြက်သမားငယ်တွေကလက်ကြက်တကောင်အဲ့နှစ်ကောင်ကလုံးဝမတူဒါလုံးမတူတချို့ဆိုရင်ဟိုကြက်သမားအေးပေါ့တော်များလေးအုပ်စုထဲမှာတချို့တလီပေါ့တချို့တလီပေါ့ကြက်တွေကိုကျွန်တော်တို့ကတဲ့ဟို
မိနစ်30ပြိုက်ထားရဲ့နောက်တစ်ဖက်ရေကြိတ်ထားရဲ့နောက်တစ်ဖက်ရေကုန်ပြီးသားတဲ့မိုင်းကျွန်းအောင်ချထားပြီးသားတဲ့အဲ့တော့မိုင်းကျွန်းအောင်ချထားပြီးဆိုသူတို့ကြက်တွေကိုကန်လိုက်တော့ခါကြောင်ပြုတ်ပြေးရွယ်တွဲနေတာအဲ့ဒီဝိုင်းနဲ့လာရှာတိုက်တယ်အကြိုင်မခွတ်နိုင်ဘူးအကြိုင်မခွတ်နိုင်ဘူးအဲ့ဒါဘာဖြစ်လို့ဆိုအဲ့ဒီကြက်သမားကျွမ်းကျင်မှုအားနည်းလို့နားလည်မှုအားနည်းလို့အနာနာမှာတုံတင်ဆုံးမပြီးတော့ပြုတ်ပြင်ပြီးမဲ့ဆရာကောင်းသမားမရှိလို့အဲ့လိုဖြစ်နေတာအဲ့တော့ဦးလေးတစ်ခုပြောထားမယ်ကြက်တွေကိုရေကုန်အောင်ပဲပုတ်ပုတ်ဘလောက်ပဲပုတ်ပုတ်၃၄ဘတ်ပဲပုတ်ပုတ်ကြက်တွေကိုမပြုတ်ပြင်မကျွေးမွေးမကန်ဘူးဆိုလို့ရှိရင်ကြက်တွေကအပြော့ပဲဒီမှာကြည့်တာဦးလေးတဲ့ကြည့်ဒီကြက်ကကြက်ပေါက်ဒါအခုအတီးနော်အခုအတီးဖြီပေါင်းချောအဲ့ဒီကြက်ကဘာမှကြက်ရင်မခွတ်သေးဘူးဦးလေးကြက်တွေကိုလာကန်ကြည့်ကြောက်ခဲတွေရနာမတူးကောင်းတာဒါတွေကပြင်ထားတာအဲ့ဒီဝိုင်းထဲမှာလာချတိုက်တဲ့ရေနှစ်ဖက်ကုန်ပြီးသားသုံးဖက်ကုန်ပြီးသားရိုက်ထားတာအပြည့်ဝရိုက်ထားတယ်အဲ့ကြက်တွေဒီကြက်ပေါက်တွေမာတယ်ဒါတေချာကင်တာအဲ့တော့မင်းတို့ကြက်ပေါက်တွေကိုမင်းတို့ခွက်လက်တွေအများကြီးဘယ်လောက်ပင်ပုတ်ပင်များလဲကြက်တွေကိုရေလဲ့တာကင်တာ9ရက်ဒီကိ9ရက်ဒီကိရေလဲ့တာကင်တာတွေ့တာမလုတ်ဖဲနဲ့ကတော့ကြက်ကြိုက်တဲ့လောက်ပုတ်အစိမ်းကအစိမ်းပဲလို့ဒါမင်းတို့ဦးလေးနော်ဒါပြောပြတယ်နော်ကြက်ကတော့ပုတ်ထားပါရဲ့ရေကုန်မိုးကုန်တွေပုတ်ထားပါရဲ့ရေကုန်မိုးကုန်တွေပုတ်ထားပြီးတော့ကြက်ကိုဘာမှကင်တွေထားမှမရှိဘူးကင်တွေထားမှမရှိတော့အဲ့ကြက်ကအစိမ်းပဲမယုံနိုင်ဘူးဟိုမှာဦးလေးကြက်တွေမှာဒါကြက်ရင်မခွာသေးဘူးမကြောက်ခဲကြနာရုံးလို့ဆွဲလို့မရဘူးတားတန်တာကြက်တူ